ဒီနေ့ဆိုရင်ကျွန်တော်တို့အမှောင်တဲကနေအစီချစ်ပြအောင်ဗောနော်အပင်ထိတ်လားမထိတ်ဘူးလားဆိုရင်ချက်လောက်ရှိုးကြီးဗောနော်အဲဆိုရင်အပင်ကိုကြည့်လို့ကောင်းကောင်းမမြင်တော့ဘူးဗောနော်အဲဆိုရင်ချစ်နေတယ်မှောင်နေပြီဗောနော်ရှိုးကြီး လက်မောင်အပင်လက်မောင် လူလေးမှောင်အပင်လေးမှောင်ဗောနော်ခွက်ချီတိုက်မြည်မထောင်အဲဆိုရှိုးလိုက်ဗောနော်ခွက်ချီအတောင်းလေးပဲဖြူနေဗောနော်နေတယ်နဲ့ဗောအဲဆိုနောက်ထပ်တစ်ပင်လောက်ချစ်ပြအောင်ဗောနော်မီးမဖွေဗောနဲ့ပင်ထိတ်လားမထိတ်လားဆိုရင်နောက်ကြီးကြာရင်ကျွန်တော်တို့ပြန်စစ်ဆေးကြည့်ဗောနော်တကယ်ကျွန်တော်တို့လက်ညှိုင်ဖို့နဲ့အစီချစ်တက်ဖို့ပဲလို့တော့ဗောနော်ဆုံးနေပါတယ်တေချာပြင်းနေတော့ဗောနော်နောက်ကြကျွန်တော်တို့အပင်ကိုပြန်စစ်ကြည့်အောင်ဗောနော်အမှောင်ထဲမှာဘလောင်ထိတ်ချစ်ကျွမ်းလည်းမကျွမ်းဘူးဆိုရင်စီချစ်သမားတွေခလက်ကြလက်ရသေးနေတော့လက်သားသေးနေဗောနော်ကျွန်တော်တို့โอเคနောက်တစ်ပင်ကိုပြန်ရှိုးကြည့်အောင်ဗောနော်မီးမဖွေဘဲနဲ့ချစ်မဲ့စကီဗောနော်โอเคပါရှိုးရင်လိုက်နေမှာကျွန်တော်ကောင်းကောင်းမမြင်ရဘူးဗောနော်နေဝင်ပါပြီအပင်တွေကတော့တိုက်ပြီးတော့ပင်သေးတယ်ဗောနော်ဒါဆိုရင်မီးမဖွေဘဲနဲ့ချစ်တဲ့စကီဗောနော်ကျွန်တော်တောင်းမိန်လောက်ချစ်ဆန်ကြည့်အောင်ဗောနော်တောင်းမိန်လောက်အဲ့ပြီးတော့ကျွန်တော်တပင်ချင်းစီပြန်စစ်မှာဗောနော်မောင်တော့မှောင်နေဗောနော်ချစ်လက်သားမသေးတဲ့ညီကိုတွေဆိုရင်တော့ပြောလို့ဆိုရင်ချစ်တဲ့ပါလေဇွန်နဲ့ညိတ်မိတ်မယ်တခုတော့စိတ်ပူရတာဗောနော်ဆိုရင်မီးပြန်ဖွေပြီးတော့အပင်ကိုပြန်စစ်မှာဗောနော်ကြည့်ပင်နည်းနည်းမှမထိတ်ဘူးဗောနော်ကျွန်တော်ပြန်စစ်ကြည့်မှာဗောနော်ကျွန်တော်ပုံမှန်လက်ရသားရောဗောနော်ဒီမှာရှိုးကြည့်လိုက်စီရလေးပုံမှန်ယူတယ်ဗောနော်ဒါအမှောင်နဲ့ချစ်တယ်ကြည့်တစ်ချက်မှမလွယ်ပါဘူးဗောနော်ဒီမှာဆိုအဖုတ်ရှိပြီးသားဗောကျွန်တော်အဲ့ဒါအပင်ပြန်စစ်တဲ့နေဗောနော်ကျွန်တော်တို့အစီချစ်မီးမပါလို့ရှိရင်ဘယ်လိုဒုက္ခတွေကြုံရလဲဆိုရင်ဒီမှာရှိုးလိုက်လက်ရပုံမှန်တိုင်းဗောနော်ညီတယ်နေတော့ခေပါဒီနေ့ကတော့ဒီလောက်ပါပဲလို့ကျေးဇူးတင်ပါတယ်